ညာရေးရဲ့အနာဂတ်ဟာအခုဆိုရင်လမ်းစုံလမ်းခွတစ်ခုခုရောက်နေပါပြီ။တစ်ဖက်မှာတော့တို့ရဲ့မျိုးဆက်သစ်တွေရဲ့အလားအလားလေးပေါ့။နောက်တစ်ဖက်မှာတော့ artificial intelligence AI လို့ခေါ်တဲ့အရာကယာအားလုံးကိုပြောင်းလဲဖြစ်ဖို့အသင့်ဖြစ်နေပါပြီ။ကဲဒီနေ့မှာတော့ AI ပညာရေးအနာဂတ်စကားဝိုင်းများဆိုတဲ့ခေါင်းစဉ်ကိုအခြေခံပြီးဒီအပြောင်းလဲခြင်းကိုတို့တွေအတူတူဘလို့ရင်ဆိုင်ကြမလဲဆိုတာလေ့လာကြည့်ကြရအောင်ပါကဲဒါဆိုရင်တော့အားလုံးကိုစဉ်းစားကြည့်မယ်အထူးကမေးခွန်းကြီးတစ်ခုစီကိုတန်းထောလိုက်ကြရအောင်ဒီနေ့ပညာလိုင်းလုံးကြီးရိုက်ခတ်လာတဲ့အခါတို့ရဲ့အကြောင်းတွေတင်ယုံညွန်းတန်းတွေပြီးတော့တို့တွေတွေးခေါ်ပုံတွေကောတကယ်ပဲအဆင့်သင့်ဖြစ်ပြီလားဗျာဘာဖြစ်လို့ဒီမေးခွန်းကိုအခုချက်ချင်းမေးနေရတာလဲဆိုတော့အကြောင်းရင်းကရှင်းရှင်းလေးပါအခုပြောင်းလဲကအရင်ကလို့နီးပညာအသစ်အစမ်းနေနဲ့လုံးဝမတူလို့ပါပဲအခုတူးတွေရင်ဆိုင်နေရတာကလေအရှင်ရောလှမ်းမောနိုင်မှုရောအရင်ကနဲ့ဘလို့မှကိုနိုင်လို့မရလောက်အောင်ကြီးမားနေပါတယ်ဟုတ်ပါတယ်ဒါက science fiction ရုပ်ရှင်တွေကဇလန်တပုတ်မဟုတ်တော့ဘူးနော်အင်စာရေးဖို့ကူညီပေးတဲ့ app တွေကနေစပြီးအလုပ်ကိစ္စ email တွေရေးပေးတဲ့ tool တွေအထိ AI ဟာတို့တွေတောင်တတိမထားမိခင်မှာပဲနေ့စဉ်ဘဝတွေကိုနည်းနည်းရှင်းရှင်းနေရယူပြီးသွားပါပြီဒီအချိန်ကဘလောက်မြန်လဲဆိုတာကိုသိချင်ရင်ဒီကနန်းလေးတစ်ခုကိုပဲကြည့်လိုက်တန်တရာစဉ်းစားကြည့်ပါ Instagram လို app တစ်ခုသုံးစွဲသူတန်တရာရောက်ဖို့နှစ်နှစ်ခွဲလောက်အချိန်ယူခဲ့ရတာကို ChatGPT က2လနဲ့ရောက်သွားတာပါဒါကနီးပညာပြတ်နံတယ်လို့တောင်ခေါ်လို့မရတော့ဘူးဒါကနီးပညာပောက်ကွဲမှုကြီးပဲကဲဒီလောက်မြန်နေတဲ့အပြောင်းလဲကြီးကိုတို့တွေဘယ်ကဆက်ပြီးကင်တွဲကြမလဲဟုတ်ပြီပထမဆုံးအနေနဲ့ကတော့ AI ကိုကြောက်စရာချင်းချောက်မှုတစ်ခုလိုမမြင်မဲနဲ့စာသင်ခန်းထဲမှာသုံးလို့ရမယ်အစွမ်းထက်တဲ့ကိရိယာတစ်ခုအနေနဲ့ဘယ်လိုအသုံးချမလဲဆိုတာကိုစပြီးစဉ်းစားကြည့်ရမှာပါဥပမာအနေနဲ့စစ်ကူးကြည့်လိုက်ပါကျောင်းသားတယောက်ချင်းစီထွက်တီးတန့်သင်ပေးနိုင်မဲ့ AI နီးပြတိရုပ်ရှိနေရင်ဘယ်လောက်ကောင်းမလဲဒါမှမဟုတ်ဆရာတွေရဲ့ရှင်ကုန်တက်တာစင်မဲ့အလိုလျောက်အမတ်ပေးစနစ်တွေကကောသင်ခန်းစာအသစ်တွေဖန်တီးပေးနိုင်တဲ့ AI လက်ထောက်တွေကကောတမိုင်းတွေကတိုက်ကွေးတစ်ခုကိုကိုယ်တိုင်ဝင်တိုင်းနေရတယ်လို့မျိုး simulation တွေအထိဖြစ်နိုင်ကြည်ရတော့တကယ်ကိုအဆုံးမရှိပါဘူးဒါပေမဲ့လေဒင်္ဂါပြားမှာမျက်နှာနှစ်ဖက်ရှိတယ်လို့ပဲအခွင့်အလန်းတိုင်းရဲ့နောက်ွယ်မှာစင်ခုံမှုတွေရှိနေတော့မှာပဲတစ်ဖက်မှာအချင်းကုန်တက်တာပြီးចောင်းသားရတော့တရက်ချက်အာယုံဆက်လာနိုင်ပေမဲ့နောက်တစ်ဖက်မှာကျတော့တွေ့ရင်အရန်မိကိုသွားပြီးကို့ဦးနောက်နဲ့ကိုမစင်စားရတဲ့အကြက်မျိုးတော့ဖြစ်သွားနိုင်မလားကိုရေးကိုတာအချက်လက်တွေကကောဘလောက်လုံခြုံမလဲအရေးကြီးဆုံးကတော့ကိုယ်တိုင်စဉ်းစားဖြေရှင်ရမယ်အခြေခံကျွမ်းကျင်မှုတွေပြဆုံးသွားနိုင်တဲ့အန်ဒီရဲ့ပါပဲ AI ကိုလူသုံးမလဲဆိုတာကအပိုင်းတစ်ပိုင်းပေါ့ဒါပေမဲ့အဲ့ဒီထက်တောင်ပိုရေးချိနိုင်တဲ့မိခွန်းတစ်ခုရှိသေးတယ်အဲ့ဒါကတော့ AI အကြောင်းကိုဘာဒီသင်မလဲဆိုတာပါပဲနောက်မျိုးဆက်တဲ့တွေကဒီနီးပညာကိုတိုးဆွဲသူတတ်ပဲဖက်တဲ့သလားဒါမှမဟုတ်နားလည်ပြီးထိန်းချုပ်နိုင်တဲ့သူတွေဖြစ်တဲ့သလားဒီနေရာမှာပဲအရင်အရေးကြီးတဲ့စကားလုံးအသစ်တစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ AI literacy ဒါမှမဟုတ် AI အကြောင်းနားလည်တတ်ကြွမှုပေါ့ဆိုလိုတာကကွန်ပျူတာသုံးတတ်ရုံကိုရင်ရေးတတ်ရုံလောက်နေမပြီးတော့ဘူး AI ကဘယ်လိုလုပ်လို့လဲသူရဲ့အားစားချက်အားနည်းချက်တွေကပါလဲလူအဖွဲ့အစည်းကိုဘယ်လိုတက်ရောက်နိုင်လဲဆိုတာကိုဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည်တစ်ခုကိုဆိုလိုတာပါဟုတ်ပြီဒါဆိုဒီ AI literacy ဆိုတာကိုဘယ်လိုတိစောက်ကြမလဲအရင်ဆုံးတော့ AI ရဲ့အခြေခံလုပ်ပုံကိုနားလည်ရမယ်ပြီးရင်အဲ့ဒါကိုအကျိုးရှိရှိသုံးနိုင်တဲ့လက်တွေ့ကျွမ်းကျင်မှုတွေလေ့လာရမယ်ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒီမှာတင်ရမသွားဟုတ်ပဲ AI ပေးတဲ့အဖြေကိုမျက်စိမိတ်မယုံပဲဝေဖန်ပိုင်းခြားတတ်ဖို့သူ့ရဲ့နောက်ွယ်ကဗတ်လိုက်မှုတွေနဲ့ကြီးဝတ်ဆိုင်ရာဖက်တလာတွေကိုပါမြင်တတ်ဖို့လိုအပ်လာပါပြီကဲအခုဆိုရင်တို့တွေနေပညာကြခင်အပိုင်းကိုခဏထားပြီးပို့ပြီးအတွေးအခေါ်ဆန်တဲ့ပိုနှဆိုင်တဲ့မိကုန်းလေးဘက်ကိုရောက်လာပါပြီဆက်တွေကလူတွေထပ်ပိုတော်လာတဲ့ကဘာကြီးမှာလူသားတယောက်ဖျက်ချင်းအတိတ်ပဲအထူးတစ်ချက်ဆရာတယောက်ဖျက်ချင်းအနှစ်သာရကဘာဖြစ်လာမလဲဒီမျိုးကတော့တကယ်ကိုစဉ်းစားစရာပါပဲစစ်ကြောလာတဲ့ကအချက်လက်အားလုံးကိုလက်တကမ်းမှာ AI ကအကုန်တိအကုန်ဖြေနိုင်နေပြီဆိုရင်စာသင်ခန်းတွေကဆရာမတွေကဘာလို့ဖို့လို့သေးလဲပညာရေးနဲ့ဘက်ကလူတွေရဲ့အမြင်ကတော့ရှင်းပါတယ်ဆရာဆိုတာအချက်လက်ပေးတဲ့စရုံမဟုတ်ဘူးလေဆရာဆိုတာမေးခွန်းနဲ့မေးတတ်အောင်စူးစမ်းတတ်အောင်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်အောင်လမ်းပြပေးတဲ့သူပါအရေးကြီးဆုံးကတော့လူသားချင်းချင်းနားလည်မှုနဲ့ကရုဏာတရားကိုသင်ပေးတဲ့သူပါဒါတွေကဘယ်အရာမှအစားထိုးလို့မရတဲ့ຢာတွေပဲပေါ့စိတ်ဝင်စားစရာကောင်းတာကမိပညာရှင်တွေကလည်းဒီအမြင်ကိုသဘောတူကြပါတယ်သူတို့က AI ဟာဆရာတွေကိုအစားထိုးဖို့လာတာမဟုတ်ပဲဆရာတွေရဲ့စွမ်းရည်ကိုသူစစ်မြင့်တင်ပေးမယ်အားအကောင်းဆုံးလက်ထောက်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ် AI က information ကိုပေးမယ်ဆရာကအဲ့ဒီ information ကိုဘယ်လိုသုံးပြီးတွေးခေါ်ရမလဲဆိုတာလမ်းညွှန်ပေးမယ်အဲ့သဘောပါကဲဒီပြောင်းလဲမှုကိုမြင်တာအောင်ကြည့်ကြရအောင်အနာဂတ်မှာဆရာတွေဟာစာသင်ခန်းရှေ့မှာတရှင်လုံးစာပုတ်ချနေရမယ်အစားကျောင်းသားတွေရဲ့ဘေးမှာသူတို့ရဲ့လက်ညွှန်သူအကြံပေးတွေဖြစ်အချင်းပို့ပေးလာနိုင်ပါလိမ့်မယ်အဓိကကတော့အချက်လက်တွေကြီးပဲပို့ချနေရတဲ့အခန်းကဏ္ဍကနေလူသားတရားရဲ့ရည်သွေးတွေကိုမြင့်တင်ပေးတဲ့အခန်းကဏ္ဍဘက်ကိုပြောင်းသွားတာပေါ့
ကဲဒါဆိုရင်တို့တွေဒီလောက်ဆွေးနွေးလာပြီးတဲ့နောက်မှာဘာတွေသိလိုက်ရလဲ AI ဆိုတာကိရိယာတစ်ခုလည်းဖြစ်တယ်တင်ယုံညွန်းတဲ့အသစ်တစ်ခုလည်းဖြစ်တယ်ပြီးတော့တို့ရဲ့အခန်းကဏ္ဍကိုပြန်မေးခွန်းထုတ်စေတဲ့ຢာတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ထခုတော့သိချတယ်ဒီစကားဝိုင်းကြီးကအခုမှစတော့မေးရှိပါသေးတယ် အခုနဆွေးနွေးကြတာဒီအားလုံးကိုပြန်ကြည့်ကြည့်မယ်ဆိုရင်အရိကမေကွန်ကြီး၃ခုထပ်လာပါတယ်။တစ်ကိရိယာအဖြစ် AI ကိုဘယ်လိုထိန်းကျောင်းမလဲ။နှစ်ဗဟုသုတအဖြစ် AI ကိုဘယ်လိုထိန်းကျောင်းမလဲ။သုံး AI ခေတ်မှာလူသားတွေရဲ့ကြံဖိုးကိုဘယ်လိုပြန်လဲတော့မှာမလဲ။ဒီမေကွန်ကြီးရဲ့အဖြစ်ကပဲပညာရေးရဲ့အနာဂတ်ကိုပုံဖော်သွားမှာပါ။ ဒါပေမဲ့ဒီမေခွန်းကြီးတွေကိုဖြေဖို့ကလွယ်တော့မလွယ်ဘူးရှေ့ဆက်ရမယ့်လမ်းမှာစိန်ခေါ်မှုအကြီးကြီးတွေရှိနေတော့ပဲလူတိုင်းဒီအခွင့်အရေးကိုတန်းတူရဖို့ဘယ်လိုလုပ်မလဲအလွတ်ကျမှတ်ဖြေဆိုရတဲ့စာမေးပွဲစနစ်တွေကိုဘယ်လိုပြုပြင်ပြောင်းလဲမလဲပြီးတော့ဒီအပြောင်းလဲတွေကိုထောက်ပံ့ပြီးမဲ့မူဝါဒတွေကိုဘယ်သူကတာဝန်ယူရေးဆွဲမလဲဒါတွေကဖြေရမယ့်မေခွန်းတွေကြီးပါပဲ အရေးအကြီးဆုံးမထားရမှာကဘာလဲဆိုတော့ဒီပြဿနာတွေကိုတစ်ခုချင်းစီတိကျခွဲပြီးဖြေရှင်းလို့လုံးဝမရဘူး။ဒါတွေအားလုံးကတစ်ခုနဲ့တစ်ခုစစ်နေတဲ့ပဟေလီအပိုင်းအစတွေလိုပဲ။ကိရိယာတင်ညိုလူစားအခန့်ကဏ္ဍမူဝါဒတစ်ခုကိုရွှေ့လိုက်တာနဲ့ကျန်တာတွေအားလုံးပါလိုက်ပြောင်းသွားမှာပါ ဒီတော့ဒီအနာဂတ်ကိုတခြားသူတွေဖန်တီးပေးမှာကိုထိုင်ဆောင်နေလို့မဖြစ်တော့ပါဘူးဒီစကားဝိုင်းကအခုဒီအချိန်မှာပဲကဘာအနံ့ကစာတင်ခန်းဒီအစီဝေးခန်းတွေမှာဖြစ်နေပါပြီဒါကြောင့်နောက်ဆုံးအနေနဲ့မေးချင်တာကတော့ဒီအဖြေတွေကိုပုံဖော်တဲ့နေရာမှာတို့တယောက်ချင်းစီကတို့အားလုံးကဘယ်လိုအခန်းကဏ္ဍနဲ့ပါဝေကြမလဲဆိုတာပါပဲ